အားလုံးပဲမင်္ဂလာပါဒေါ်နီ7ပုံပုံစံလေးနဲ့ပြန်လည်ကြည့်ပြလိုက်ပါတယ်ယခုပြပေးမယ့်ဖုန်းလေးတွေက9သိန်းပတ်ချလဲ3သိန်းအပေါ်လေးတွေပါခင်ဗျဒီကောင်လေးဆိုရင် Redmi Note 11 5G RAM 8128လေးပါခင်ဗျဒီကောင်လေးဆိုရင် Play Store ဘာညာအဆင်ပြေရနော်ဒီကောင်လေးဆို Global လုံးလေးကင်မရာဘာညာကြည့်တော့ရှင်းဒီလုံးလေးက Redmi Note 11 5G ဒီကောင်လေးကကျတော့7128လေးပါကောင်လေးလည်း Play Store ဘာညာအကုန်ရပါတယ်ခင်ဗျကင်မရာလေးလည်းကြည့်တော့ရှင်းပါဒါလေးက Redmi Note 11 4G ပါခင်ဗျRedmi Note 11 4G ကြောင့်လေးလဲ Play Store ဘာညာအကုန်အဆင်ပြေပါတယ် Play Store ပါပြီးသားပါကင်မရာပိုင်းလေးလဲကြည့်တော့ရှင်းပါတယ်ခင်ဗျလုံးနေသားလေးလဲတန်ပါတယ်နော်လုံးနေသားလေးလဲတန်ပါတယ်ပြီးရင် Redmi Note 11 Global C လုံးနေပါဒီကောင်လေးတွေက AMOLED နဲ့လာပါတယ်ကင်မရာလည်းကြည့်တော့ရှင်းပါနော်။ကောင်းလေးတွေလည်းလုံးနေထားလဲတန်ပါတယ်။တစ်တော့ shape ပါညာအကုန်ကင်း shape ရိပ်အကုန်ကင်းပါတယ်နော်။လုံးနေထားလဲတော်တော်တန်ပါတယ်။နောက်ပြီးတော့ပြပေးမယ့်ဖုန်းလေးက Redmi 10A ပါတယ် 10A 5G လေးပါဒီကောင်လေးဆိုရင်Redmi 10A 5G မှန်ပြင်လက်ပွေလေးနဲ့ပါခင်ဗျမှန်ပြင်လက်ပွေလေးလည်းအလုပ်လုပ်ပါရဲ့เนาะအားလုံး offline ပါဒီကောင်လေးဆိုလည်းအလုံးနေထားလေးလည်းတန်ပါသေးတယ်ခင်ဗျလုံးနေထားလေးလည်းတန်ပါမယ်ကင်မရာကြည့်တော့ရှင်းပါNote 8 Pro လေးလည်းရှိပါမယ် Note 8 Pro RAM 8128လေးပါဒီကောင်လေးဆိုရင်ကောင်လေးဆို RAM 8128လေးပါခင်ဗျ RAM 8128လေးပါRAM 8128လေးပါနော်ကင်မရာလေးတစ်ချက်ကြည့်ပြပါကင်မရာလေးလည်းကြည့်တော့ရှင်းပါတယ်နော်ကြည့်တော့ရှင်းပါတယ်လုံးနေထားလေးလည်းတန်ပါတယ်အားလုံး offline လေးတွေပါခင်ဗျNote 8တောင်းလေးဆိုရင်464ရှိမယ်664ရှိမယ်6128ရှိပါမယ် Note 8ထဲဆိုရင်တိုင်းတဲ့လို့ဝယ်ယူအပေးခြင်းနဲ့ဆိုကျွန်တော်ရဲ့ဆိုင်လေးစာလေးကနေပြီးတော့ပြင်မနာဘန်းကင်းလမ်းမကြီးရွှေဘန်းကင်းပြရဆိုင်မျက်နှာချင်းတိုင်းမှာတရှိပါတယ်ကျွန်တော်ဖုန်းနံပါတ်လေးက4-3-2505ကို990-34500 98500-643ကိုဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူအပေးလို့ရပါတယ်ခင်ဗျအားလုံးကျေးဇူးတူပဲတရှိပါတယ်